အားလုံးပဲမင်္ဂလာပါခင်ဗျာမင်းညကစားခဲ့တဲ့ရီယယ်မက်ဒရစ်နဲ့မန်စီးတီးတို့ပွဲစဉ်ကိုရှုံးနိမ့်ခဲ့သောကြောင့်ထိုပွဲစဉ်အပြီးမှာရီယယ်ပိတ်သက်တွေဟာစူညံကျဲလောင်စွာအော်ဟစ်ခဲ့ကြရတာကိုရီယယ်မက်ဒရစ်ကစားသမားတွေရင်ဆိုင်ခဲ့ရပါတယ်ခင်ဗျာလီဗာပူးရဲ့တောင်ပန်တိုက်စစ်မှုဖြစ်သူမိုဟာမက်ဆာလာကိုလက်ရှိနီးပြအာနီစလော့နဲ့အဆင်မပြေမှုတွေကြောင့်ဆော်ဒီပရိုလီကနှွေးထွေးစွာကြိုဆိုလျက်ရှိကြောင်းဆော်ဒီမီဒီယာတွေရဲ့ဖော်ပြချက်တွေအရကလပ်အသင်းရဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးသွားပွဲရှိပါတယ်ခင်ဗျာလက်ရှိတွင်အက်စတိုန်ဗီလာအသင်းဟာဆိုရင်ဂရီမီယိုအသင်းရဲ့ဘရာဇီးလူငယ်တောင်ပန်ကစားသမားဖြစ်သူ19နှစ်အရွယ်အလီဆန်ကိုခေါ်ယူဖို့သဘောတူညီမှုတွေရရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာပြောင်းရွှေ့ရေးကိုယူရို10သန်းအပြင်အပိုစုချင်းငွေနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်ဒီပြောင်းရွှေ့ကိုတော့ဇန်နဝါရီအပြောင်းရွှေ့ကာလတွင်ကစားသမားဖြစ်သူသည်ကလပ်ကိုအပြီးသက်ပြောင်းရွှေ့လာမယ်လို့သတင်းရင်းမြစ်တွေအရသိရပါတယ်ခင်ဗျာ